ကူညီနေတဲ့ချစ်စရာကောင်းတဲ့မတန်ဆွမ်းဤတန်စင်မှုကိုတာဝန်ယူလက်ထက်တော်မေလို့သတင်းတွေထွက်နေတဲ့လိုင်တရားကိုပါချေမဲဤတန်စင်မှုကိုမြစ်တာပုတ်ကလက်ထက်တော်မေလို့သတင်းတွေထွက်လာတာကလိုင်တရားကိုကြီးကိုပါချက်ပါဤတန်စင်မှုဆိုတာကလေလိုင်တရားသူလေးဖြစ်ကငင်းစင်ကလေးကဆရာဝန်စေထိုးမှပြီးတော့အောက်ပိုင်းခြေထောက်အကျော်တွေပြော့ကဝေးရပါမတန်ဆွမ်းဒုက္ခိတတယောက်ဖြစ်လာခဲ့ပါရီဒီလိုကူညီလိုအပ်နေသူလေးကိုကူညီနေတာကလိုင်တရားကိုကြီးပဲဖြစ်ပါရီလိုင်တရားကိုကြီးဟာပရိုက်တာစီနာရှိတူဖြစ်ပြီးတော့ရေကုန်မြို့မှာအကူညီလိုအပ်နေတဲ့စွန့်ပစ်ခံပိုးပွားရီမတန်ဆွမ်းဒုက္ခိတတွေကိုကူညီနေတာပါအခုခါမှလေလိုင်တရားကိုပါချစ်ကမတန်ဆွမ်းမအိတန်စင်မှုကိုကူညီနေတာပါကိုပါချာမအိတန်စင်မှုသွားလာရေးစင်ပြအောင်ဝီချယ်ရီအတန်ဝဲကျောင်းတွေအဝတ်ပိတ်စတွေအချုပ်ဆက်တွေစသဖြင့်လူလေးသေးမရှိအောင်ကူညီနေတာဖြစ်ပါတယ်။ဒါရင်မကသေးပါဘူး။လိုင်တရားကိုကြီးဟာမိတ်တန်စင်မှုသွားကျင်တဲ့နေရာတွေကိုလည်းဝီချယ်လီတုံးကလိုက်ပို့တတ်ပါသေးတယ်။အခုအင်တာနက်ပေါ်မှာဆိုရင်တော့လိုင်တရားကိုကြီးကိုပါချင်တဲ့ဤတန်စင်မှုရဲ့ပုံရိပ်လေးတွေကိုပဲပြင်နေရတာဖြစ်ပါတယ်။ဒါကြောင့်လေကိုပါချစ်ကိုဤတန်စင်မှုကိုချစ်နေပြီလားဆိုပြီးတော့လူတွေကထင်နေကြတာပါ။ဤတန်စင်မှုကလေချစ်စရာကောင်းတာမလို့လေကိုပါချစ်နဲ့သဘောတူနေကြတာဖြစ်ပါတယ်။